ဝမ်လင်နေတဲ့နေရာမှာကျိုးလင်ကပိုင်းခြားခြင်းတားမြစ်ချက်ကိုဖွဲ့စည်းပေးထားပါတယ်။ကျိုးလင်ရဲ့အသက်ကိုလီမူဝမ်ကကယ်တင်ပေးထားတာဖြစ်ပြီးတော့ဆေးပညာနဲ့တားမြစ်ချက်ပညာတွေကိုလည်းသင်ပေးထားပါတယ်။အဲဒါကြောင့်လီမူဝမ်အခက်အခဲကြုံနေတဲ့အချိန်မှာကျိုးလင်ကအဆောင်ကိုကြိုးစားပြီးတော့ကူညီနေတာဖြစ်ပါတယ်။ပိုင်းခြားခြင်းတားမြစ်ချက်ကလီမူဝမ်ခိုးလုပ်ထားတဲ့လှုပ်ဝက်အခန်းနဲ့တိုက်ရိုက်ချိတ်ဆက်နိုင်ပါတယ်။ကျိုးလင်ကအပြင်ကအခြေအနေတွေကိုစောင့်ကြည့်ပေးဖို့ထွက်ခွာသွားပါတယ်။အဲဒီနောက်ဝမ်လင်ကအစီအရင်ထဲကိုဝင်လိုက်တော့လီမူဝမ်လုပ်ထားတဲ့လှုပ်ဝက်အခန်းတွေကိုရောက်လာပါတယ်။ဝမ်လင်ကသူ့လူယူလာခဲ့တဲ့အိုးအဆောင်ကိုလီမူဝမ်ထံပေးလိုက်ပါတယ်။အိုးဆောင်နဲ့ဆိုရင်ရွထန်းကားရဲ့ကောင်းငယ်ကိုခုနှလုံးကိုလှုံ့ဆော်နိုင်လားလို့ဝမ်လင်ကမေးပါတယ်။ကောင်းငယ်ကိုခုနှလုံးကရွထန်းကားရဲ့ဘဝေးကြီးတွေတုံးလုပ်ခဲ့တဲ့ရန်နာလက်နက်တွေဖြစ်ပါတယ်။နှစ်ပေါင်း1000အတွင်းမှာကောင်းငယ်ကိုခုနှလုံးကဝိညာဉ်စွမ်းရည်များပြားကိုစုဆောင်ထားနိုင်ခဲ့ပါတယ်။စေးသားစိန်နေတဲ့အချိန်မှာအိုးဆောင်ရဲ့ပြည်ထမှုကတဆင်ကောင်းငယ်ကိုခုနှလုံးကိုပေါင်းဆက်လိုက်ရင်မိုးဘိုးတောင်ခွနိုင်တဲ့စွမ်းအားတွေကိုရရှိလာနိုင်ပါတယ်။အခုတော့သူစီမှာလည်းအိုးဆောင်ရှိပြီးမို့အကြီးကဲတွေစေးသားစိန်နေတဲ့အချိန်ကောင်းငယ်အိုးတွေကိုတိတ်တိတ်လုံးစော်ပြီးတော့ဝိညာဉ်စွမ်းရည်တချို့ကိုစုပ်ယူနိုင်ကြောင်းလီမူဝမ်ကပြောပြပါတယ်။ကောင်းငင်အိုးရီတဲကဝိညာဉ်စွမ်းအင်ကိုသာရရင်စေချစ်တဲ့စိတ်ကိုလည်းဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ဒါဆိုရင်သူ့ရဲ့ရှေ့မှာရှိနေတဲ့အိုးကကောင်းငင်အိုးရီတဲကတအိုးလာလို့ဝမ်လင်ကမေးပါတယ်။လီမူဝမ်ကတော့ရှေ့ကအိုးကကောင်းငင်အိုးမဟုတ်ဘဲသူ့တိတ်တခိုးသွင်းလုပ်ထားတဲ့အိုးဖြစ်ကြောင်းရှင်းပြပါတယ်။အစကတော့ယွန်းထန်းကန်းကသူ့ကိုတခုခုလုပ်ခဲ့ရင်အဲ့ဒီအိုးကိုလမ်းညွှန်အဖြစ်သုံးပြီးတော့ကောင်းငင်ကိုခုနှလုံးကိုဖောက်ခွဲဖို့စီစဉ်ထားတာဖြစ်ပါတယ်။ကောင်းငင်ကိုခုနှလုံးရဲ့ဝိညာဉ်စွမ်းအင်တွေကစေချစ်တဲ့စိတ်ကိုခြေဖြတ်ပြီးရင်ဝိညာဉ်စွမ်းအင်အလုံးကလီမူဝမ်လုပ်ထားတဲ့အိုးထဲမှာစုဝေးသွားမှာဖြစ်ပါတယ်။အဲ့ဒီအချိန်လီမူဝမ်လောက်ထားတဲ့အိုးတွေကိုဝမ်လင်ကဝင်ပြီးတော့ကျင့်ကြံရင်ကျင့်ကြံမှုအောင်မြင်ဖို့အခွင့်အရေးကနှစ်ဆဖြစ်လာမှာဖြစ်ပါတယ်။တစ်ဖက်မှာတော့အိုးရန်ချစ်ကကောင်းငင်အိုးတွေကိုလိုအပ်တဲ့ဆေးရည်မယ်တွေထည့်နေပါတယ်။ကျန်တဲ့အကြီးကဲအားလုံးကတော့သူတို့ရဲ့အစင်လေးဆေးတွေကိုထည့်ရမှာကြောင်းနှံ့မျောနေကြပါတယ်။ဆေးပူဇော်နီကအစင်လေးဆေးလုံး6လုံးတောင်စတိရမှာမို့အစင်9ဆေးလုံးကိုရမှာကသေချာရဲ့လားလို့အကြီးကဲတွေကမေးနေကြပါတယ်။အိုးရန်ချစ်ကတော့ဆေးလန်းစင်မှာအကန့်အသတ်မရှိတာမို့သေချာတဲ့ကိစ္စကဘယ်မှာရှိမှလဲလို့ပြန်ပြောပါတယ်။သူ့ရဲ့ဆေးပူဇော်နီကအောင်မြင်နိုင်ခြေကိုတိတိတသားမြင့်နေပေမှမို့အောင်မြင်မှုတွေကိုအတူတူကမခံစားခြင်းဘူးလားလို့အိုးရန်ချစ်ကပြန်မေးပါတယ်။အကြီးကအားလုံးကလည်းသဘောတူလိုက်ပြီးတော့ကောင်းငင်အိုးတွေကိုစတင်ဖွင့်လိုက်ပါတယ်။ကောင်းငင်အိုးတွေကိုဖွင့်လိုက်တာနဲ့ဝမ်လင်ကလီမူဝမ်လောက်ထားတဲ့ဆေးအိုးထဲမှာစတင်ပြီးတော့ကျင့်ကြံပါတယ်။လီမူဝမ်ကလည်းဝမ်လင်လိုအပ်မဲ့အကူအညီတွေကိုဘေးကနေအကူအညီပေးနေပါတယ်။ဆေးပူဇော်နီရဲ့ပထမအဆင့်အနေနဲ့အဆင့်၄စလုံးဖြစ်တဲ့ရောင်းချဲဆေးလုံးကိုစတင်ပြီးတော့ပူဇော်ကြပါတယ်။ဆေးလုံးကိုပူဇော်လိုက်တာနဲ့လီမူဝမ်ကအိုးဆောင်ကတစ်စင်းလုံးစော်ပြီးတော့ဝိညာဉ်စွမ်းအင်ကိုဝမ်လင်စီပို့ပေးပါတယ်။လီမူဝမ်ရဲ့နီလန်ကတကယ်ပဲအလုပ်ဖြစ်သွားပြီးဆေးရဲ့ဝိညာဉ်စွမ်းအင်တွေကဝမ်လင်ရှိတဲ့အိုးတွေကိုစတင်ဝင်ရောက်လာကြပါတယ်။ဝမ်လင်ကသူတို့ရဲ့စေတသန်နီကထူးခြားတာပဲလို့ပြောတော့အိုးရန်ချစ်ကထူးခြားပါရမီရှင်တရားဖြစ်ကြောင်းလီမူဝမ်ကရှင်းပြပါတယ်။ဆေးပူဇော်နီကိုလည်းအိုးရန်ချစ်ကဖန်တီးထားတာဖြစ်ပြီးအဆင့်နှစ်ဆေးလုံးတွေကိုစတိကအဆင့်မြင့်ဆေးလုံးတွေတားဆင်နိုင်ပါတယ်။အိုးရန်ချစ်ကဒုတိယအဆင့်အနေနဲ့အဆင့်၄ဆေးလုံးဖြစ်တဲ့လော်လင်ဆေးလုံးကိုပူဇော်ခိုင်းပါတယ်။နောက်ထပ်အဆင့်၄ဆေးလုံးတွေဖြစ်တဲ့ဖော်ရင်ဆေးလုံး၊ရွှေထန်ဆေးလုံး၊ကျင်ရှားဆေးလုံးတို့ကိုစတိုက်ပူဇော်စေပါတယ်။ဆေးပူဇော်လို့ရလာတဲ့ဝိညာဉ်စွမ်းအားတချို့ကိုလည်းဝမ်လင်ကစော့ယူနေပြီးတော့ဆေးချစ်တဲ့စိတ်ကိုဖယ်ရှားနေပါတယ်။ဆေးချစ်တဲ့စိတ်ပိတ်ထားတဲ့ဆေးအိုးထဲမှာရှိနေတာကအဆင့်ခွန်ချင်းရွင်ဆေးလုံးဖြစ်ပါတယ်။အိုးရန်ချစ်ကတော့ဆေးပူဇော်ပြီးသွားတဲ့နောက်ဝိညာဉ်စွမ်းရည်တွေနေပါလာတာကိုတတိထားမိနေပါတယ်။ဒါပေမဲ့တက်ကယူဆိုင်မနေတော့ပဲကောင်းငင်လိုဆေးကိုတုံးကအဆင့်9ဆေးလုံးကိုရဖို့ကြိုးစားပါတယ်။ကောင်းငင်လိုဆေးကိုတုံးတော့အိုးရီကမြောက်တက်လာတာကြောင့်လှုပ်အခန်းရှိမှန်းသိသွားမှာကိုလီမူဝမ်ကစိုးရိမ်နေပါတယ်။အဲ့ဒါကြောင့်ဝမ်လင်ကိုထားခဲ့ပြီးအိုးရန်ချစ်မင်းမိတော့အောင်တောက်ကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။အိုးရန်ချစ်ကအဆင့်9ဆေးလုံးကိုကက်ကက်ကက်တန်းစင်နေရပြီးတော့ဆေးလုံးပျက်စီးတော့မယ့်အချိန်မှာလီမူဝမ်ကလာရောက်ကူညီပါတယ်။လီမူဝမ်ကကောင်းငင်ဆေးအိုးတွေကိုထိမ့်ဖို့တာဝန်ကိုသူ့ဟိုဘေးကိုပြောလိုက်ပြီးတော့အိုးရီကိုနေရာတကျပြန်ချလိုက်ပါတယ်။အဲ့ဒီနောက်အိုးရန်ချစ်မင်းမိအောင်ဝိညာဉ်စွမ်းရည်တွေကိုဝမ်လင်စီတက်စိတ်ပို့ပေးလိုက်ပါတယ်။အိုးရန်ချစ်ကနောက်ဆုံးမှာတော့အဆင့်9ဆေးလုံးကိုတန်းစင်တာအောင်မြင်သွားပါတယ်။ဝမ်လင်ကလည်းဆေးချစ်တဲ့စိတ်ပွင့်သွားတာနဲ့အဆင့်ကိုဆေးလုံးကိုတခါတည်းတောက်လိုက်ပါတယ်။အဲ့ဒီနောက်မုံကျန်းကျောင်းရဲ့အကူအညီနဲ့မူလခန္ဓာကိုစင်ခေါ်ကပေါင်းဆက်လိုက်ပြီးတော့သတိထားပွဲဖို့စတင်ကြိုးစားပါတယ်။တစ်ဖက်မှာတော့ကျိုးလင်ကတားမြစ်စီရင်ကိုစောင့်ပေးနေတုန်းကြံ့ဝေရောက်လာပါတယ်။ကျိုးလင်ကတားမြစ်ချက်စီရင်ကိုဖျက်ဆီးလိုက်တဲ့အချိန်မှာပဲကြံ့ဝေကစတင်တက်ခိုက်လာပါတယ်။အဲ့ဒီနောက်ကြံ့ဝေကဘာတွေလို့ဝပြီးကြာစီနေတာလဲလို့မေးလိုက်ပါတယ်။ရန်နိုင်ငံကြသွားပြီးတဲ့နောက်မင်္ဂလာပွဲကရပိုင်းမဲ့လိုရတာမို့မင်္ဂလာဝတ်ဆောင်ဆောင်ဝေဖို့လီမူဝမ်ကိုအစေခံတွေကလာပေးနေကြပါတယ်။လီမူဝမ်ကတော့ဝမ်လင်အခန်းအောင်တာရရတော်ကြပြီးမို့အဆင်ပြေပါမလားလို့စိတ်ပူနေပါတယ်။အဲ့ဒီချိန်မှာပဲကြံ့ဝေရောက်လာပြီးတော့လီမူဝမ်ကိုလည်းပဲညှစ်လိုက်ပြီးသူ့ရဲ့ဒီခါနိုင်စွမ်းကိုမဆန်းဖို့တတိပေးပါတယ်။ကျိုးလင်ကိုလည်းကြံ့ဝေကတက်ပစ်လိုက်ပြီးတော့အလောင်းကိုလီမူဝမ်ရှေ့မှာထုတ်ပေးလိုက်ပါတယ်။ကြံ့ဝေကနောက်ထပ်လက်ကော့တင်မလုပ်ဖို့တတိပေးလိုက်ပြီးတော့အသေးခံမလားစကားနားထောင်မလားစဉ်းစားထားလို့ပြောကထွက်သွားပါတယ်။လီမူဝမ်ကတော့သူ့ကြောင့်ကျိုးလင်သေးရတာမို့စိတ်မကောင်းဖြစ်နေပါတယ်။ဝမ်လင်ကလည်းသူ့ရဲ့မူလခန္ဓာနဲ့တတိထားဖွဲ့ဖို့ကြိုးစားနေပြီးအဆုံးရပုံစွမ်းကလည်းတတိထားမဖွဲ့နိုင်အောင်တားဆီးနေပါတယ်။အဲ့ဒီလိုနဲ့ပဲကြံ့ဝင်နဲ့လီမူဝမ်တို့ရဲ့မင်္ဂလာဆောင်တဲ့ရက်ကရောက်ရှိလာခဲ့ပါတယ်။
ကျောင်းဝေကတော့တက်ရောက်လာတဲ့ဧည့်သည်တွေကိုဝမ်းမတ်တက်တာအခမ်းနေပေမဲ့လီမူဝမ်ကမျက်နှာသိမ့်နေဖြစ်နေပါတယ်။မင်္ဂလာပွဲကိုလော်ရဲကိုင်းရဲ့ကန်ကျိုကျန်းရံလည်းတက်ရောက်လာပြီးတော့ယူထန်းကိုင်းရဲ့အပြင်ကန်ကျိုလူဖေကကြိုးဆိုပါတယ်။ကျန်းရံရောက်လာတော့ကျောင်းဝေကကြိုးဆိုနေပေမဲ့လီမူဝမ်ကတော့မျက်နှာသိမ့်နေတာနေပါတယ်။ကျောင်းဝေကလီမူဝမ်ကိုပျော်ပျော်နေဖို့ပြောလိုက်ပြီးတော့မဟုတ်ရင်လီမူဝမ်ရဲ့ဘေးနားကလူတွေကိုတပ်ပစ်မယ်လို့သတိပေးပါတယ်။လီမူဝမ်ကတော့ဝမ်လင်ပေါ်လာမဲ့အချိန်ကိုသာစောင့်မျှော်နေပါတယ်။မင်္ဂလာအချိန်ကိုရောက်တော့လီမူဝမ်နဲ့ကျောင်းဝေတို့ကကော်စောနေထက်မှဖြည်းဖြည်းချင်းရှောက်လန်းလာကြပါတယ်။မင်္ဂလာပွဲကိုတက်ရောက်လာတဲ့သူတွေကလည်းနတ်ဖတ်တဲ့စုံတွေပဲဆိုပြီးတခါတနာချီးကျူးနေကြပါတယ်။ဝိဆာနဲ့ကျင့်ကြံသူတွေမှာလူသားတွေလိုပွဲတော်အများကြီးမရှိပါဘူး။မင်္ဂလာရက်ကိုသာတောက်ပြီးသွားရင်မင်္ဂလာပွဲထားမြောက်ပြီလို့ကိုင်ကြီးကသတ်မှတ်လိုက်ပါတယ်။ကျောင်းဝေကမင်္ဂလာရက်ကိုကြည်ကျင်နက်ကြည်တောက်ဖို့လုပ်နေပေမဲ့လီမူဝမ်ကမတောက်ဘဲရက်နေပါတယ်။အဲဒါကြောင့်ကိုင်ကြီးကတယောက်ကသူ့ရဲ့ဆွမ်းအားကိုသုံးပြီးတော့လီမူဝမ်ကိုထိန်းချုပ်ကအသင်းတောက်ခိုင်းပါတယ်။လီမူဝမ်ကမင်္ဂလာရက်ခွက်ကိုတောက်ရတော့မဲ့အချိန်မှာပဲအခန်းထဲမှာရှိနေတဲ့အခွက်တွေအားလုံးကိုတယောက်ကဆွမ်းအားနဲ့ခွဲပစ်လိုက်ပါတယ်။အဲ့ဒီနောက်ရွေထန်းကားရဲ့မြေကြီးအောက်ထဲကနေစွမ်းရည်လိုင်းတွေကပေါက်ကွဲထွက်လာပါတယ်။ဒါကတော့အပိုင်း53ဖြစ်ပါတယ်။နောက်တစ်ပိုင်းကိုနောက်နေ့မှဆက်ပြီးတော့တင်ပြတော့ရမယ်။